အားလုံးမင်္ဂလာရှိ၍ကောင်းသောညနေခင်းဖြစ်ပါစေ။မိုင်တို့ရင်းချမ်းခြင်းပြီးမှမေတော်ရဲ့ဘဝတစ်စိတ်တစ်စောင်းအလေးဖြစ်စားဖြစ်သဒ္ဒါပြုရတဲ့အကြောင်းကိုကျွန်တော်နဲ့ဟောရပေးချင်ပါတယ်။ဒီကတော့လက်ဖြံဖတ်မဲ့ကျမ်းစာပဲဖြစ်ပါတယ်။ကျွန်တော်တို့လောကကြီးထဲမှာဘာသာလုပ်ကြတာလဲကျွန်တော်တို့ကိုယ်တိုင်ကိုစီကိုကမေးကြဖို့အချိန်တန်လောကမှာဘာသာလုပ်ကြတာလဲတစ်ဆက်တည်းမာတွင်ငြိမ်းချမ်းခြင်းပေမှဗိမာန်တော်မှာဘာသာလုပ်ကြတာလဲဘာလို့ဒီနေ့ဒီမှာဆူယုံနေကြတာလဲဒါကနောက်ထပ်မေးရမယ်မိခွန်းတစ်ခုပေါ့ဒါပေမဲ့မိခွန်းတွေတူနေပေမဲ့မိခွန်းရဲ့အဖြေတွေကတော့လူကြမှာမဟုတ်ပါဘူးအဲကြောင့်ဆရာတော်နေတဲ့ကိုနီးကိုဟာလေးနဲ့ဒီဖြေကိုပေးတဲ့ပုံစံလေးကိုလည်းဒီပြဝေရှင်ပါတယ်နှစ်ဖြံမနေ့ဖတ်ရမယ်ကျမ်းစာတော်ကအဒီဦးကနေမှတို့ဟာလောကရဲ့အလင်းလောကရဲ့အစာဖြစ်ရမယ် New Evangelization သာသနာပြုစိတ်ဓာတ်အပြည့်အဝရှိရမယ်ပုံစံမျိုးမျိုးနဲ့သာသနာပြုကြရမယ်အဲ့ဒီအကြောင်းနဲ့အခြေခံပြီးမှဒီကျွန်တော်တို့စဉ်းစားရမှာဖြစ်တယ်ဒါပေမဲ့လို့လည်းဆရာတော်အနေနဲ့ဝိနည်းတော်ဘာတို့အကြောင်းဖြစ်ရစီကြောင်းယနေ့ကပါဒီနေ့မှာဤလင်ငင်းအခြေအနေထားကိုအခြေခံမှလည်းပြောပြချင်ပါတယ်ဟောပြသမှာလေဘဝဆိုတာရေမျက်နှာပြင်ပေါ်မှာခဏပေါ်လာတဲ့ရေဘက်ပမာကလေးတစ်ခုနဲ့တူတယ်တဲ့နောက်တစ်မျိုးကတော့ဘဝဆိုတာပြိုင်ပွဲတော့မဟုတ်ပါဘူးအဖို့အစားပြိုင်ပွဲလည်းမဟုတ်ဘူးချေချမ်းသာမှုပြိုင်ပွဲလည်းမဟုတ်ပါဘူးဘဝအတိုးတက်ဆုံးလူဆိုတာအတွေးလှလှစန္ဒလှလှအလုလှလှဘယ်တရားလှတဲ့လူဖြစ်တယ်တဲ့ဘဝရည်သက်ခြင်းငြိမ်းချမ်းခြင်းဆိုတာလေရွေရှားလှုပ်ရွမှုအလှနဲ့ရည်သက်ခြင်းအလှဆက်လွယ်မှုဒီမှာအခြေခံပြီးဖြစ်လာတတ်တဲ့သဘောတရားပါပဲရွေရှားမှုဆိုတာရှိတယ်ငြိမ်းချမ်းခြင်းဆိုတာရှိတယ်အဲ့ဒီကိုရဲ့ဆက်လွယ်ဆက်သွယ်မှုဟာဒါကသူ့ရဲ့ဖြစ်စဉ်သဘောတရားထဲမှာပဲလူတွေကရှင်းလည်ရပါတယ်ငြိမ်သက်ခြင်းငြိမ်းချမ်းခြင်းတိုင်းလည်းကောင်းတာမဟုတ်ဘူးသူတို့မိုင်လို့မယ်တော့ငြိမ်းချမ်းခြင်းမယ်လို့ဆိုမဲ့မယ်တို့ရဲ့ငြိမ်းချမ်းခြင်းမယ်တော့မယ်တို့ရဲ့ငြိမ်းချမ်းခြင်းကတော့ပြပါကောင်းမှာပါဒါပေမဲ့ငြိမ်းချမ်းရေးတိုင်းငြိမ်းချမ်းငြိမ်သက်တိုင်းကောင်းတာမဟုတ်ဘူးဥပမာလူရိုက်ဖို့ချောင်းပြောင်းမှာအေးအေးသူမျိုးမအောင်လူယူဖို့ကပိုင်နိုင်ဖို့မော်တော်ဆိုင်ကယ်လူဖို့အမျိုးသမီးပတ်ဆိုင်အိတ်တွေကိုလူဖို့အယူမရောက်သေးတဲ့ခလေးမတွေကိုချောင်းမှာမဒိန်းကျင့်ဖို့ဒါတွေဟာငြိမ်းချမ်းရေးနဲ့စောင့်ပြီးမှဘာလို့ရမလဲသူမျိုးမသိအောင်ငြိမ်သက်ခြင်းနေရအဲ့ဒီငြိမ်သက်ခြင်းကကောင်းတာမဟုတ်ဘူးနောက်တစ်ခါကြည့်မယ်ဆိုရင်တရိษံတွေလို့ပေါ့ကြားရရတယ်တမင်ကိုချောင်းတယ်ဆိုလို့ရှိရင်အတန်တိတ်တိတ်ကလေးနဲ့ငြိမ်ငြိမ်လေးကုန်းပြီးမှချောင်းရတယ်အဲ့ဒါငြိမ်သက်ခြင်းပဲချင်းတီတို့ဘုံဘရီတို့မွေးနေဖားနော်အပြည့်ပြည့်တဲ့တရိษံတွေကိုလည်းပဲချောင်းမြောင်းတဲ့အခါမှာကျတော့ထားရှိတဲ့ငြိမ်သက်ခြင်းနဲ့ငြိမ်းချမ်းခြင်းဟာလည်းမကောင်းပါဘူးတစ်ဖက်ကငြိမ်ပြီးမှချောင်းမြောင်းရတဲ့လူစရိုက်လုပ်ဖို့သူ့အသက်ကိုတတ်ဖို့ပဲချောင်းမြောင်းတာအဲ့ဒါငြိမ်းချမ်းရေးမျိုးဟာဘယ်တော့မှကောင်းတယ်လို့မဆိုနိုင်ပါဘူးအတ္တဟိတဆန်တဲ့ငြိမ်သက်ခြင်းဖြစ်တယ်သူရှားမှုရွေ့ရှားမှုနဲ့ငြိမ်သက်စွာနေခြင်းတွေဟာလည်းကောင်းတဲ့သဘောရှိတဲ့အောင်ဒုက္ခနော်ဘဝပြည့်အောင်လည်းပဲဖန်တီးတတ်ပါတယ်ဥပမာဆိုတော့အဲ့တော့ဒီမှာရှိတဲ့ဒီဘုံတော်ကြီးတွေပါဝင်မို့
ဒီစရီယောပါလာလူတွေကမော်တော်ဆိုင်ကယ်စီးတဲ့ခါမှာဘယ်လိုမြည်တယ်နားထောင်မော်တော်ဆိုင်ကယ်စီးတဲ့ခါကျတော့ရင်တိုက်ဖို့တွေကအများကြီးမနေဘူးလူတွေမှုနဲ့တချို့ကမော်တော်ဆိုင်ကယ်တိုက်လို့ငင်းချမ်းချင်းရသွားတယ်ချေုံတော့မှရောက်မလို့တော့ငင်းတက်ချင်းရသွားတယ်လမ်းမှာအသက်တော်မပါသွားဘူးချေုံမှာအဲ့ဒါငင်းတက်ချင်းပဲဒါပေမဲ့အဲ့ဒီကောင်းတဲ့ငင်းတက်ချင်းမဟုတ်ဘူးနော်ငင်းချမ်းချင်းငင်းအေးချမ်းချင်းချေုံမှာစကားတော့မပြောနိုင်ဘူးပတိမရှင်နဲ့ရောက်တော့စကားလည်းမပြောတော့ဘူးငင်းနေတာပဲအေးနေပဲငင်းတက်နေတာပဲအဲ့ဒါကောင်းသလားမကောင်းပါဘူးငင်းတက်ချင်းတိုင်းကောင်းတာမဟုတ်ဘူးနော်အဲ့တော့ဆေးရုံမှာသွားရှိမယ်ဆိုရင်မတိမရှင်နဲ့ဟိုတည်သွားတဲ့လူကတော့ငြိမ်ချမ်းသွားတာပေါ့ငြိမ်သက်သွားတာပေါ့ကျန်တဲ့လူကလည်းပဲငြိမ်သက်တော့ငြိမ်သက်ဒါပေမဲ့ဒုက္ခိတဖြစ်သွားတာဒါကြောင့်မို့ပုံစံမျိုးမျိုးနဲ့ကျွန်တော်တို့ငြိမ်သက်ချင်းတော့ငြိမ်ချမ်းချင်းလို့လည်းတစ်ခါကြည့်အောင်မှဖြစ်တယ်အဲ့တော့စက်နိုးတန်ကြည့်လိုက် starter ပေါ့နော်ကျွတ်ဆိုဟိုလည်းကြတော့အထွက်လာမဟုတ်ဆိုထွက်လာဒုတိယဟုတ်ထွက်ပါတော့ဆိုကြတော့ဂီယာထိုးတယ်တွေ့ပါရဲ့ဟုတ်သွားမယ်ဟုတ်ဆိုမှတော့ဂီယာထိုးမှထွက်တော့တဲ့ခါကျဘာဖြစ်လဲအဲ့ဒီဂီယာထိုးတာကဟုတ်တာမဟုတ်တာမှန်တာမမှန်တာရေးမရှိဘူးတော့ဆိုကြတော့ဆေးရုံရောက်ရင်လည်းအသေးအလောင်းအနေနဲ့ရောက်သွားမယ်ဒါမှမဟုတ်ဒုက္ခသူများတွေကိုဒုက္ခရောက်တယ်အဲ့ဒါဟုတ်တာမှန်တာဒီအတိုင်းတာနဲ့သွားဖို့လိုတယ်ဆိုတာနော်မော်တော်ဆိုင်ကအဲ့ဒါဟုတ်အဲ့လိုမျိုးနောက်တစ်ခုကျွန်တော်နည်းနည်းပြောချင်ပါတယ်ကပွဲတွေပေါ့နော်ကပွဲတွေခါတော့မျိုးစုံပဲပေါ့ show တွေရော TV satellite တို့ internet တို့ Facebook တို့ဆိုရဲ handphone တို့မှာတွေ့ရတာပါလဲဆိုတော့တန်စီရိုက်တာတန်စီကိုကောင်းတယ်ရိုက်တယ်တချို့ကျတော့ဘာတွေရိုက်တယ်ဆိုတော့နော်အဲ့ဒါဘယ်လိုဘောချင်းရဘောချင်းတွေပေါ်ဖုံးတာတွေပေါ်လာတယ်ဖုံးအဲ့ဒါတန်စင်နဲ့လိုက်ပါဖုံးမပေါ်ဘာဖြစ်တယ်ဖုံးရှင်းတော့ကိုလာရှင်းတဲ့ကိုထားတယ်အနောက်လေးကိုလှော်လာအကုန်လုံးတန်စင်နဲ့ကလာတော့ဗျာအဲ့ဒီရှင်းတော့ကိုလာဆိုတာကတဲ့ခါအဲ့လိုကလာရှင်းတဲ့ကိုတော့တော့လည်းလာတယ်ဖြစ်ချင်ရဖြစ်ဆိုတော့ကလိုက်အဲ့ဒါတွေကဒါကလောကကြီးမှာကသူတို့ဖြစ်နေတခါလေစစ်တို့ concept ပြရင်လည်းဟိုရှေ့ကိုရာနောက်ကနာတော့ရှေ့ဟောတာလည်းရှိတယ်တရီးကခလေးကြီးအစားတော့သူကတဲ့ခါမှာရှင်းနေနဲ့ရှေ့နောက်ကရှုပ်နော်ကော့တာလာတယ်မလို့ရတော့ဘူးဖုံးတယ်ပေါ်တာဖုံးအဲ့ဒါတွေကကောက်အဲ့လိုကောက်တာမဟုတ်ဘူးတရီးကလောကကြီးမှာဖြစ်နေတယ်ဒါကလူရဲ့ရင်ရှိမှုရဲ့လို့မဟုတ်ဘူးဘာသာရေးပါတရားတွေကဒါလွတ်မှုကဖြစ်လာတယ်နောက်ဆုံးကျတော့ church မှာဆိုတဲ့ liturgy မှာတော့မှအဲ့ဒီတန်စင်တွေကပုံစံမျိုးလေးဆိုတော့အဲ့ဒီပုံစံမျိုးကရမယ်ပုံစံဖြစ်လာတယ်ဒါလေးရှိတော့လို့ဆိုတော့ဘုံဘောဖြစ်တယ်နော်ကောခြေကောပါကောညာကောအလုံးကောလာတယ်လာကုန်တယ်ဒါတွေကဒီလိုမျိုးနဲ့ဒါတော့ဒီ concert တို့နောက်မေးပြီးဟောအကြောင်းတွေမှာပေါ့တော့မေတ္တာကရုဏာမုဒိတာဥပေက္ခာဒါရင်အရာရာအခါရာဖြစ်တယ်ချစ်စကိုရှိစေမုန်းစကိုတိုးစေရမယ်လောကကြီးသာသနာကြီးကိုစိုးပြေစေရမယ်လောကကြီးအစီအနှင့်တူတဲ့ဒီမှာဆိုတရားမှာတရားလို့ဆိုတာပေါ့ဘုရားတော်ပြောဆိုတရားဒီခုနကတော့ပြောတဲ့မေတ္တာကရုဏာမုဒိတာဥပေက္ခာဒါတွေကအားလုံးအဲ့ဒီပုံမှာစိုးမှုနဲ့တွားဖို့လိုတယ်မိဘများရသူတို့ဖြစ်အမိမေတော်ရဲ့ပြောတဲ့စကားကိုနားထောင်ရတဲ့ခါကျတော့ဒီကိုယ့်ရဲ့ဘဝအိမ်ထောင်ကြမယ်စာသူစင်နဲ့ကြမယ်အရေးသူနေနဲ့ဘုရားသခင်ရဲ့အလိုဆန္ဒဖြစ်ပါစေအဲ့တော့ထိုနည်းတူစွာမိခင်တွေလည်းပဲတရင်မှာဖတ်ဖို့ပါတယ်တော်လေးတယောက်ကတိပိဘောလိမ့်ကြတော့ဟောတွေးလိုတယ်တဲ့အရှိမရောက်တော့တွေးရအများကြီးတုံတော့သူ့မှာသူ့အိုသွေးလိုတယ်ဆိုမှစောက်အမေကအိုသွေးဖြစ်တယ်ဒါပေမဲ့အမေကကျမ်းမာရေးမကောင်းဘူးအဲ့တော့ပြောတဲ့စကားအဲ့ဒီကြားတဲ့အခါကျတော့ဘယ်လိုကြားလဲ
သားလေးအသက်ရှင်ပါစေကျမတည်တဲ့တည်ပါစေသားလေးအသက်ရှင်ပါစေကျမတည်တဲ့ရေးမရှိပါဘူးဆိုတော့မိခင်တွေရဲ့မေတ္တာနော်အားလုံးကမိသားစုတွေမှာမိခင်ရဲ့မေတ္တာဘယ်တော့ကြီးမားတယ်ဆိုတော့အဲ့ဒါကျွန်တော်တို့ဒီပြည့်စုံဖို့ဒီမောဘောနိနာပါစေဘုရားလိုပြည့်စုံပါစေတော့ဒါမိခင်များရဲ့စိတ်သက်ဒါလေးမွေးပါစေကျမသိရှင်တည်ပါစေဆိုတဲ့သူ့ရဲ့ဘဝကိုပေးတတ်တဲ့ဒါမိခင်ရဲ့အကြောင်းနောက်မေရမာရီယာနဲ့ပတ်သက်လို့စာရေးပမာမေရမာရီယာရဲ့မိခင်တို့ရဲ့မေတ္တာတရားဒီလောကဒီမှာအစားထိုးရမရသောအရာနှစ်ခုရှိတယ်တဲ့အဲ့ဒီခုကပထမအချိန်ကအစားထိုးလို့မရဘူးအဲ့ဒီအချိန်မှာလှုပ်เสียရှိတဲ့လှုပ်အချိန်ကလုံသွားမှာပဲတဲ့နောက်တစ်ခုကတော့မိဘအဲ့ဒီအချိန်နဲ့မိဘကျွန်တော်တို့ရဲ့စကားမှာပြောတဲ့ခါကျတော့မိဘကိုသောစကားလို့ကိုသုံးနေရှိပါတယ်ဟာမိတော့မပြောမိဘတော့ပြောတယ်အဲ့တော့မိခင်ဟာအတိကထားပြီးမှရှေ့ထားပြီးမှမိခင်ကိုကိုယ့်ရဲ့တံပိုးထားတဲ့အမေကိုထင်ရှားစေတာဖြစ်ဒါမို့မိဘတော့ပြောတယ်မပမိတော့မပြောဘူးခရစ်တော်တကယ်လေးယေရှုကိုကိုလာလွယ်ကိုလာဖွာခဲ့တဲ့မတ်25ရက်မှာဘုရားတော်ကannunciation နဲ့ဒီဇင်ဘာ25ရက်မှာမွေးဖွားတယ်ခရစ်တော်ကိုမွေးဖွားခြင်းဒီဟိုသောအလုပ်ရကြောင့်မေရိုမာရီယာအထူးကြည်ညိုချစ်ခင်ဖွယ်ရာဖြစ်လာတယ်အမိမေရိုမာရီယာရဲ့ဂုဏ်အသေးဂုဏ်ရည်မေတ္တာကိုယေရှုဟာထိုမြတ်မကကြီးမားလာပါတယ်မေရိုမာရီယာ၏ဘဝဘာသာဝင်จิตသားများပေါ်ထားရှိတဲ့မေတ္တာကရုဏာမုဒိတာဥပေက္ခမှာဣစာစကြဝဠာအလုံးစုံထက်ပင်ကြီးမားသည်ဟုဆိုရမယ်ဖြစ်ပါတယ်မိခင်မေရိုမာရီယာမိခင်မေတ္တာစေတနာသာအမြဲတမ်းဒီစိုင်းရည်နဲ့အမြဲတမ်းတူရပါတယ်မေရိုမာရီယာရဲ့ဒီမိုဆိုတရားမေတ္တာကရုဏာမုဒိတာဥပေက္ခအမိမေရိုပြောတဲ့စကားဆုံးမတဲ့စကားလိုက်တာနားထောင်ကြရအောင်ကျွန်တော်တို့ရဲ့ဒီဘုန်းတော်တဲ့နေရာမှာမေရိုသခင်မရဲ့ကုံကြီးမေရိုသခင်မရဲ့ပါတော်သူထားတဲ့မေတ္တာကရုဏာမုဒိတာဘယ်လာမှကြီးမားတော့အားကြီးတယ်ဒါကြောင့်မို့အမိတ်တော်ပြန်တဲ့အချိန်မှာအစိမ်မပြတ်ကြာဆင်း၍အေးမြကြည်ရင်လှသောစရည်ပင်ဒီအမိမေရိုမာရီယာရဲ့မေတ္တာတော့အမောပြေစေနိုင်မဟုတ်ပါဘူးအမိမေရိုမာရီယာရဲ့မာရီယာသည်ခရစ်တော်ကိုနောစခွက်၌ဖွားမြင်သည်နှင့်အဆိုပါသားလေးကိုတွေ့မွေတုတ်တင်ရခြင်းဒီဟူသောအလုပ်ကိုစတင်လုပ်ရပါတယ်ကလေးဆိုတော့ရှူရှူလေးပေါက်ပါပဲနော်အစင်းလေးစုပ်ပါပဲဒါရီအစမှမိခင်အလုပ်ရပြီဘယ်တခေယေဇူရဲ့ဒီခုနကတော့တာဝန်သူ့သားလေးပေါ်မှာထားရတဲ့အလုပ်ကအစပါပြီဝိဖွားတာနဲ့တုတ်တင်ရခြင်းရှင်းလင်းရခြင်းရှော်ဖွေရခြင်းလည်းစပါတယ်အဲ့ဒီလုပ်ကတော့ချက်ချင်းတော့မိမိရင်သွင်းငယ်ခရစ်တော်လေးကိုတယုတရပိုက်ထွေးပြီးကြီးပြင်းစရာတွေပေရုမင်းကြီးရဲ့ရက်ဆက်ကြမ်းကြုတ်လိုက်လံတပ်ဖြတ်မှုအောက်မှာလွတ်မြောက်အောင်နေချင်းညချင်းအရှိပြေဖို့ပြေးရပါတယ်။အဲ့တော့မိခင်ရဲ့ဣတ္တစေတနာဒါမျိုးမှာဘယ်တော့ရှိတယ်ဆိုတာမေရမကသူတို့ရဲ့အမိတွေမိခင်တွေလည်းအဲ့ဒီလိုပါပဲ။ဒီမှာပုံဆောင်နေရပါတယ်နော်။နောက်တစ်ခုတည်းအမဒါမတမိုးရှိရတဲ့အချက်တစ်ချက်ကတော့ရင်တွင်းတဲချမနောတမဖြစ်တော်နှုတ်ချိုကိုတိုက်ကျွေးရင်ရင်သွင်းငယ်ခရစ်တော်ဘုရားအသက်ချက်စေခဲ့ပါတယ်ဆက်လက်မှအသက်ရှင်စေခဲ့ပါတယ်လေ့လာတွေ့ရှိချက်အရာနှုတ်ချိုတို့သည်မိမိသားများအတွင်းရှိသွေးများမှပြောလဲလာခြင်းကိုကောက်ချက်ချကြသည်မိခင်တူ၏ရင်သွင်းငယ်အပေါ်ဖ
타시디 메타다 니다예예 뚜이단케 소래 소시바래 애들로왜 애디 니니예예 뚜이단케가 니마 퓨퓨 에에 냐래 노보아고 반디라 왜마 다သမီတွေကိုတက်ကြွရတာဖြစ်ပါတယ်ညီရဲတဲ့သွေးကနေမှသူ့ရဲ့မေတ္တာစေတနာကြောင့်အဲ့ဒီညီရဲတဲ့သွေးကနေမှဖြူစင်တဲ့မေတ္တာပြည့်ဝတဲ့အဲ့ဒီသွေးခဲညီရဲတဲ့သွေးခဲကမှပြောင်းလဲမှအေးမြတဲ့ဖြူလာတဲ့နှုတ်ရည်ထွက်လာပါပဲသွေးကနေမှနှုတ်ရည်ဖြူထွက်လာပါပဲအနီကနေအဖြူဖြစ်လာဒါမေတ္တာမိခင်ရဲ့မေတ္တာမေရိုရဲ့တခေစုပေါ်မှာထားတဲ့မေတ္တာတခေစုရဲ့ကိုစားဖြစ်တဲ့သူ့ရဲ့ဘာသာတော်တွေကိုခန္ဓာမှာပါတဲ့ဘာသာတွေကိုလည်းပဲသူ့ညီရဲကနေမှသူ့ရဲ့သားတော်ကိုရမဆက်ပန်လူကေစုကနေမှထပ်ပါချူချူပို့ကျွေးမှုလာတယ်အဲ့လိုပြောလဲပါတယ်ဒါကြောင့်မို့အတွေးပေါက်ရင်မိခင်များရဲ့ရောအမိမာရီယာရောပေါ်မှာဘယ်တော့ကျွန်တော်တို့ကျေးဇူးရှိပါတယ်ဆိုတာဒီမှာမှအတိတ်ကထားပြီးမှစဉ်းစားဖို့လိုပါတယ်မိခင်များကိုလည်းပဲအထူးကုန်ပြုပါတယ်မဲတို့ကိုကုန်ပြုသလိုဒီမျိုးသမီးများမိခင်များကိုလည်းအများကြီးတန်ဖိုးထားပါတယ်ဒီတော့ဒီလောကကြီးစားဖြစ်ကြ၏ဒီတော့ဒီလောကရဲ့အလင်းဖြစ်ကြ၏တို့တော့လောကကြီးတွေတော့ဘာလို့လာကြတာလဲကျွန်တော်တို့အကျဉ်းရှိတယ်လို့ကျွန်တော်တို့ဟာလောကကြီးမှာအလင်းဖြစ်ဖို့ခရစ်တော်ရဲ့အလင်းဖြစ်ဖို့နော်ခရစ်တော်ရဲ့စားတဲ့ဘုံဖြစ်ဖို့အဲ့ဒါကကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုဖို့လောကကြီးမှာရောက်လာကြတာခရိယံဝင်ကြတာဖြစ်ခရိယံဖြစ်တာကြတယ်နော်ကျွန်တော်တို့ကျေးဇူးမင်္ဂလာခံကြတယ်ခရစ်တော်ကဲတော့မေတော်ကိမကဲတော့သူလူပိတတ်သူဖြစ်ရမယ်တကယ်လို့လူဖြစ်ကိုယူတာလူပိတတ်ဖို့မေတော်တော့ပဲမိခင်ပိတတ်ဖို့လူသားပိတတ်ဖို့ကျွန်တော်အတူယူဖို့အမှန်တရားရေးရှိပါတယ်ဒါမို့ကျွန်တော်ရဲ့ဒီမှာအတွေ့အဆင်းထားတဲ့ဝေယျတဘာအပေါင်းပုံမှာအကျိုးပြုမိသားစုများအကျိုးပြုသူများလူငယ်များအတွက်အကျိုးပြုသူများတက်ကြီးပါကြီးအိုရွယ်သူတွေအတွက်အကျိုးပြုသူများဖြစ်တော်တော်ကောင်းသူတို့ရဲ့အတွက်ပြုစုပြောထောင်နေတဲ့အလင်းရောင်စားဖြစ်ဖို့တို့တို့အများကြီးစူးစမ်းဖို့ဖြစ်ပါတယ်လောကကြီးထဲမှာလူသားတယောက်ကတိပါဒဝင်တယောက်လူတယောက်ဟာကိုယ့်ဘဝကိုအတိတ်ပဲရှိတန်ရှင်းဖို့အထူးတော့ပါတယ်ကိုယ့်ဘဝကိုသူတစ်ပါးနဲ့မနှမ်းရှင်ပါတယ်ကိုယ့်ရဲ့ပင်ကိုညာဘုရားပေးတဲ့ဘုက္ခရဆရာထူးခြားသိခြားတဲ့ဘုရားရဲ့ကျေးဇူးတော်ကိုအမြဲတမ်းမေရိုလိုပဲကျေးဇူးဆက်တတ်ဖို့ကျေးဇူးတည်တတ်ဖို့အမှန်တရားရေးရှိပါတယ်အများသူငါအတွက်ကျွန်တော်တို့အားလုံးဟာအလင်းဖြစ်ဖို့ကြိုးစားရမယ်စားခဲ့တော့ဖြစ်ရမယ်ဘဝအောင်မြင်ခြင်းနဲ့ချမ်းသာခြင်းဟာအဲ့ဒီပေါ်မူတည်ပါတယ်ကိုစီကတိပါတော်များလူဘဝကိုဘဝကိုစားတဲ့ပွဲအရင်းတဲ့ပွဲအားလုံးကြိုးစားကြဖို့မေတို့ကျွန်တော်တို့တောင်းကြမှာဖြစ်ပါတယ်အမိတို့ဆက်လက်မှအားကိုးကြရမှာဖြစ်ပါတယ်အဲကြောင့်ဒီနေ့ဒီကြနေအားစပါတဲ့ပြန်မှာမေတို့ခင်မကိုအားကိုးတဲ့အားထားခြင်းနဲ့မတရားမေရန်စစ်ပြီးစိတ်တတ်ဖို့မေတို့ကိုခရစ်တော်ရဲ့ပေးထားတဲ့တော်ရဲ့ဝတရားကိုမေတို့လိုပဲစားဖြစ်ဖို့မေတို့ပဲအရိယာဖြစ်ဖို့ကြိုးစားကြပါစို့